Okay အားလုံးပဲမင်္ဂလာပါခင်ဗျဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဒီ cross hair site နဲ့ဒီ pip out site လေးကိုဘယ်လိုမျိုးကျွန်တော်တို့လိုသလိုဘယ်လိုမျိုးချိန်ကြည့်မလဲဆိုတာလေးကိုလေ့လာကြည့်ပါမယ်အဲ့တော့ကျွန်တော်တို့ဒီကောင်လေးတွေချိန်ကြည့်မယ်ဆိုရင်တော့ဒီ option နဲ့သွားရမယ်ပေါ့နော်အဲ့တော့ဒီ AutoCAD icon ကိုနှိပ်မယ်နှိပ်ပြီးတော့ဒီ option ဆိုပြီးဒီလိုသွားလိုက်ရပါတယ်ဒီလိုသွားလိုက်ရပါတော့ဒါမဟုတ်OPN ဆိုပြီးနှိပ်လိုက်ရပါတယ် OPN ပေါ့နော်အဲ့ဒါဆိုတော့ဒါ option box လေးကြာလာလိုက်ပေါ့နော်အဲ့တော့ဒီထဲမှာဆိုရင်ဒီမှာ file display ပေါ့နော်စသဖြင့်အဲ့မှာ selection ကိုလိုက် selection မှာပေါ့နော်ဒီ grip size ဆိုတာရှိရတော့က paper size ပေါ့နော်ဒီ grip size ဆိုတာကတော့ဒီကောင်ပေါ့နော်ကျွန်တော်ဒီကောင်လေးကိုဆက်လက်မှတ်တဲ့အခါဘေးနဲ့မှာပေါ်လာတဲ့ဟာလေးပေါ့နော်ဥပမာကျွန်တော်ဒီကောင်အကြီးလောက်ထားလိုက်မယ် okay ပေါ့ဒါဆိုဒီကောင်ဒီလိုဘေးနားမှာဒီလိုအကြီးတွေပေါ်နေတာပေါ့နော်ဒီကောင်လေးကိုပြောတာဖြစ်ဆိုလိုတာဖြစ်ပါတယ် okay အဲ့တော့paper ဆိုတာတော့ဒီကျွန်တော်တို့ဒီကောင်လေးပေါ့နော်ဒီအလေကဒီ rectangle ဒီတောင်လေးကိုပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ OPN ဆိုပြီးပဲ channel လိုက်မယ် OPN ပေါ့ဒီကောင်လေးကိုလည်းပြန်ပြီးတော့ပေးလိုက်မယ်ပေါ့နော်ပြင်ဒီကောင် pip out ဆိုတာဒီကောင်လေးပေါ့နော် pip out လေးဒီကောင်လေးကိုကျွန်တော်ကြီးရင်ကြီးသလိုသိရင်သိသလိုပေါ့နော်ဥပမာကျွန်တော်အကြီးဆုံးနည်းနည်းကြီးလေးလုပ်လိုက်မယ်ပေါ့ပြီး okay ဒါကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ရဲ့ pip out ကဒါအကြီးဖြစ်သွားပြီပေါ့နော်ဒီကောင်လေးကြီးသွားတဲ့သဘောပေါ့နော်အဲ့ဒီမှာကိုဒါကိုအဆင်ပြေတယ်လို့ကိုလုပ်လိုက်ပါအဲ့တော့အရန်သေးနေလဲ slash မှတ်တဲ့အခါလိုက်မှတ်နေရတာပေါ့နည်းနည်းသေးသေးလေးဆိုရင်တော့ကိုကဒီ slash မှတ်တယ်မယ်ဆိုရင်ဒီထိအောင်လိုက်မှတ်နေရတာပေါ့နော်အဲ့တော့ဒီကောင်လေးကိုနည်းနည်းလေးကြီးလေးထားတာအဆင်ပြေပါတယ်အဲ့တော့ OPN ပေါ့နော်ဒီကောင်လေးကိုပုံမှန်အရန်ကြည့်နေကြည့်ရတာတိတ်အဆင်မပြေဘူးပေါ့နော်အဲ့တော့ပုံမှန်လေးပေါ့နော်ပုံမှန်လေးအလဲ site လေးလောက်ပေါ့ okay ပေါ့ okay ကျွန်တော်တို့ဒီလောက်ဆိုရင်တော့ဒါအဆင်ပြေရပေါ့နော် okay ဒီလောက်ဆိုရင်ဒါကျွန်တော်တို့အဆင်ပြေတယ်နောက်က cross hair ပေါ့နော် cross hair ကကြတော့ဒီကောင်လဲ OPN ပဲပေါ့နော် OPN ဒီကောင်ပေါ့နော်ဒီကောင်က display ထဲမှာပေါ့နော် display ထဲမှာ cross hair ပေါ့နော်ကျွန်တော်တို့7နှစ်လောက်ပဲထားပါတယ်7နှစ်ပေါ့နော်โอเคကွာဒီမှာကို60လောက်ထားမယ်ဆိုလည်းရတယ်ပေါ့နော်โอเคဒါဆိုရင်ဒါအကြီးဖြစ်တော့မှာပေါ့နော်ဒီလိုအကြီးပေါ့ဒါလည်းကိုအဆင်ပြေတယ်လို့ကိုချိန်ပြီးတော့လုပ်လို့ရတယ်ပေါ့နော် OPN โอเคခါကျရင်ကိုအဲ့လိုပေါ့နော်ကိုကရှောက်ဆိုင်နဲ့ဒီ cross hair site တွေ pip out site တွေအကြီးဖြစ်တော့ဘယ်နှတော့ပြန်မှမသိဘူးပေါ့နော်အဲ့ခါကျရင်ကိုကဒီမှာပြန်လာပြင်လို့ရပါတယ်ဒီမှာတော့ကျွန်တော်7နှစ်လောက်ပဲထားလိုက်မယ်ပေါ့နော်7နှစ်လောက်ပဲ okay ဒီလောက်ဆိုရင်အဆင်ပြေတယ်ပေါ့နော်ကတိပဲ okay အဲ့တော့ဒီ cross hair နဲ့ pip out site ကိုဘယ်လိုကိုကလိုဘယ်လိုချိန်ညရမလဲဆိုတာသိမယ်ထင်ပါတယ်အဲ့တော့ဒီဗီဒီယိုကဒီလောက်ပါပဲအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ